မျက်စိလဲပြီးတောထဲမှာတရေတွေနဲ့ခုနှစ်ညာအခန်းဒါလမ်းပြောက်ခြင်းတငယ်ချင်း9ယောက်အောင်ရောက်မောင်နီမောင်ကျော်ထုံးမြတ်မောင်လာရန်ကုန်မန္တလေးကားလမ်းမှာမှာပြီးလမ်းလွဲမိတဲ့ည8 နာရီအချိန်ပင်ကြီးတွေနဲ့ဖုံးနေတဲ့ရွာဟောင်းတရွာထဲရောက်သွားတဲ့ထူးဆန်းတာကရွာဝင်တကားမှာ1962ခုနှစ်ကြောက်စားတိုင်းဒီရွာကိုမြေပုံမှာမရှိဘူးအိမ်တိုင်းမှာမီးတိုင်3ခုစီထွန်းထားတယ်ရွာသားတွေကအားလုံးဖြူဖြောတဲ့မျက်နှာနဲ့အိမ်တကားဝကနေနေကြည့်နေကြတယ်အခန်းနှစ်ပထမညကြီးအခန်းပွဲရွာသူကြီးဦးဖူးမြင့်ကြီးကသူတို့ကိုအိမ်နံမိ9နံပါတ်အိမ်မှာတဲခိုခိုင်းတယ်ညဘက်နေရမှာ1988ခုနှစ်သတင်းစာတွေကတ်ထားတယ်အားလုံးကဒီနေ့ရက်နဲ့တူတယ်ည7နာရီမှာအိမ်အောက်ခြေကမီးဖိုချောင်ကနေထမင်းကြော်တန်းများကြားရတယ်မနက်မိုးလင်းတဲ့အခါမီးဖိုချောင်ထဲမှာစံစိမ့်နဲ့ကြက်သွေးတွေတွေ့ရတယ်မောင်ကျော်ကဒီရွာကလူတွေသူတို့မှအရေးမရှိဘူးလို့တီတူပြောတယ်အခန်း3ဒုတိယညနဲ့ပျောက်ဆုံးမှုဒုတိယညမှာထုံးမြက်ပျောက်သွားတယ်သူဖုန်းကအိမ်နံမိ9နံပါတ်အိမ်မီးဖိုချောင်ထဲမှာတွေ့ရတယ်ဖုန်းဗီဒီယိုထဲမှာညက်ကိုအဖြူရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသမီး3ယောက်ကဆွဲခေါ်နေတာဗီဒီယိုနောက်ဆုံးမှာငါတို့မှဧည့်သည်တယောက်လိုနေသေးတယ်ဆိုတဲ့စာတမ်းထုံးမြက်ရဲ့လက်သေးတွေကအိမ်နံရင်တော့မှချစ်ထားတယ်အဆုံးသက်အပြန်လန်း9ရက်မြောက်နေ့မှာတငယ်ချင်း4ယောက်ပဲရွာကထွက်နိုင်တယ်ထုံးမြက်ကိုဘလို့မှမတွေ့ရနှစ်ရွာထဲကလူတွေကမင်းတို့ကိုနောက်တစ်ခါဧည့်သည်အစ်စ်တွေနဲ့အတူပြန်လာခဲ့လို့ပြောတယ်3ရွာထဲကလမ်းမှန်ပြတဲ့မြေပုံဟာ1962ခုနှစ်ကမြေပုံဖြစ်နေတယ်4ရန်ကုန်ပြန်ရောက်တဲ့အခါထုံးမြက်ရဲ့ Facebook မှာ9ရက်ကြာ update တွေတက်နေတယ်အိမ်နံမိ9နံပါတ်အိမ်ကနေထုံးမြက်တငယ်ချင်းများထုံးမြက်ကိုပြန်လဲရှာဖွေမိလားမရှာဖွေတော့ဘူးလားတင်ဆိုရင်ကောဘယ်လိုလုပ်မလဲ